ကဲတိုးလို့တန်နဲ့ရက်သွားတော့နည်းနည်းထပ်ဆက်အောင်မှာပဲနော်အဲ့တော့အဲ့ဒီလိုမျိုးရှောက်လိုက်တဲ့အခါမှာမြတ်စွာဘုရားကဘလို့ပြန်မိတ်လဲဆိုရင်တာရိပုတ္တရာတင့်မှာဒီလိုလေးတွဲမယ်နော်တင့်မှာအတိတ်ကဘုရားရှင်တွေရဲ့စိတ်ကိုသိနိုင်တဲ့စေတောပရိယဉာဏ်ရှိလို့ဒီလိုရဲတဲ့စကားပြောတာလားအနာဂတ်မှာပွင့်လာမဲ့ဘုရားရှင်နောက်ပွင့်တော်မူမဲ့ဘုရားရှင်တို့ရဲ့စိတ်ကိုသိနိုင်တဲ့စေတောပရိယဉာဏ်ရှိလို့ဒီလိုရဲတဲ့စကားပြောတာလားတဲ့ဒီဟာဒီရှိပြောလိုက်ဒီရှိအဲ့လိုမျိုးမြတ်စွာဘုရားကပြန်ပြီးတော့ပြောလိုက်ရှင်သာရိပုတ္တရာအဲ့ဒါပြောတာကိုကဒါကဒီအပိုက်ကကျတော့ဆရာတော်ကြီးပြန်ပြီးထပ်ဆင့်ရှင်းပါနော်ဆိုလိုတာကဆရာတော်ကြီးထပ်ရှင်းပြမှာစေတောပရိယဉာဏ်မရှိပဲဒီလိုမပြောရဘူးလို့ပြောတာဒီပေါ်မှာကကြတော့မြတ်စွာဘုရားကဒီအပိုက်ကလေးကကြတော့မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုပြောတာအဲ့ဒါကိုဆရာတော်ဘုရားကပြန်ပြီးနားလဲအောင်လို့တဆင့်ရှင်းအောင်လို့ဒါကိုဆရာတော်ဘုရားကြီးထပ်ရှင်းပြတာနော်စေတောပရိယဉာဏ်မရှိပဲဒီလိုမပြောရဘူးလို့ပြောတယ်စေတောပရိယဉာဏ်ရှိပြီးတော့အတိတ်တုန်းကပွင့်ခဲ့တဲ့ဘုရားရှင်တွေရဲ့စိတ်ကိုသိလို့အနာဂတ်မှာနောင်ပွင့်လက်တန့်ဖြစ်လာမဲ့ဘုရားရှင်တွေရဲ့စိတ်ကိုသိလို့ဒီလိုရဲတဲ့စကားပြောတာလားလို့အဲ့ဒီလိုပြောတော့အရှင်သာရိပုတ္တရာပြန်ဖြေတယ်ရှင်ဘုရားစေတောပရိယဉာဏ်နဲ့သိနိုင်တဲ့စွမ်းအားတော့တပည့်တော်မှာမရှိပါဘူးတဲ့စေတောပရိယဉာဏ်နဲ့သိနိုင်တဲ့စွမ်းအားတော့တပည့်တော်မှာမရှိပါဘူးတဲ့ဒါပေမဲ့တပည့်တော်မှာဓမ္မနွယနာငယ်ဝဆွေနွဓမ္မနွားရလို့ခေါ်တဲ့အနုမာနဉာဏ်တော့ရှိပါတယ်တဲ့အဲ့ဒီအတိဉာဏ်နဲ့တပည့်တော်ဟာရဲရဲဝုန်းဝုန်းကိုပဲဆုံးဖြတ်ပြီးပြောတာဖြစ်ပါတယ်တဲ့နော်ဒါလေးကိုဒီအထိကိုအမေးဖြေလေးကိုလူရင်းတူရှင်းလေးပြန်ရေးထားနော်ဒီလိုမျိုးပြန်ပြောရင်ဒီဥစ္စာကဒီနာလန္ဒတုတ်ရဲ့အချင်းချုပ်အဓိပ္ပာယ်ကိုရှင်းတော့မယ်နာလန္ဒတုတ်ဆိုတာဘယ်လိုဖြစ်လာတာလဲဆိုရင်ရှင်သာရိပုတ္တရာမထေရမြတ်ကမြတ်စွာဘုရားကိုရှောက်ရင်းနဲ့ဒီနာလန္ဒတုတ်ဆိုတာဖြစ်လာတာအဲ့တော့ဘယ်လိုစရှောက်တာလဲရှင်သာရိပုတ္တရာမထေရမြတ်ကြီးကအရင်ဆုံးစပြောတယ်ရှင်ဘုရားနော်တန်ဘောဓိဉာဏ်နဲ့ပတ်သက်လာရင်တမ္မာတန်ဗုဒ္ဓဉာဏ်လို့ခေါ်တဲ့တန်ဘောဓိဉာဏ်နဲ့ပတ်သက်လာရင်မြတ်စွာဘုရားထက်တာလွန်တဲ့ပုဂ္ဂိုလ်ဆိုတာအတိတ်တုန်းကလည်းမရှိခဲ့ဘူးတဲ့အနာဂတ်မှာလည်းရှိမှာမဟုတ်ဘူးတဲ့အခုပစ္စုပန်မှာလည်းမရှိဘူးတဲ့အဲ့လိုရှောက်ဒါရှောက်တုံးရှိသေးတယ်နော်ဒါကအဲ့ဒီဇတ်တော်အကြောင်းဇတ်တော်တွေကနာလန္ဒတုတ်ထဲကမေးတဲ့အကြောင်းပဲရှိသေးတယ်အဲ့တော့မြတ်စွာဘုရားပြန်ဖြေမှာပြန်ပြောမှာအဲ့လိုရှောက်တဲ့အခါမြတ်စွာဘုရားဗာမိတ်လိုက်လဲဆိုတော့တာရိပုတ္တရာမင်းမှာအတိတ်ကဘုရားရှင်ရဲ့စိတ်ကိုသိနိုင်တဲ့စေတောပရိယဉာဏ်ရှိနေလို့လားအနာဂတ်ဘုရားရှင်တွေကိုစိတ်ရဲ့ဘုရားရှင်တွေရဲ့စိတ်ကိုသိနိုင်တဲ့စေတောပရိယဉာဏ်ရှိလို့ဒီလိုရဲတင်းတဲ့စကားပြောတာလားလို့အဲ့ဒီလိုပြန်ပြောလိုက်အဲ့လိုမျိုးပြန်ပြောတာအဲ့ဒီနှစ်ပိုက်ဒီမြတ်စွာဘုရားနဲ့ရှင်သာရိပုတ္တရာကိုတော်မြတ်တို့ရဲ့ဒါအမေးဖြေလေးပေါ့နော်မြတ်စွာဘုရားနဲ့ရှင်သာရိပုတ္တရာရဲ့အပြန်လှန်ပြောနေတဲ့စကားအမေးဖြေဆိုတဲ့ပြန်လှန်ပြောတဲ့စကားနောက်ထပ်လာတဲ့အပိုက်ကကြတော့ဒါဆရာတော်ကြီးကအဲ့ဒီစကားတွေနားလည်အောင်ထပ်ဆင့်ပြန်ရှင်းတာပေါ့နော်စေတောပရိယဉာဏ်မရှိပဲဒီလိုပြောလို့မရဘူးစေတောပရိယဉာဏ်ရှိပြီးတိတ်မှာပွင့်တဲ့ဘုရားရှင်ရဲ့စိတ်ကိုသိလို့အနာဂတ်မှာပွင့်တဲ့ဘုရားရှင်ရဲ့စိတ်ကိုသိလို့ဒီလိုရဲတဲ့စကားပြောတာလားလို့အဲ့လိုဒါဆရာတော်ရဲ့ဂျားကတဆင့်ထပ်ရှင်းပြတာနော်ဒီမေခွန်းနှစ်ခုဒီမေခွန်းနဲ့ဒီပြန်လှန်ပြောဆိုချက်နှစ်ပိုက်နော်အဲ့ဒါပြီးတာနဲ့ထပ်ပြီးတော့ဒီမှာဆက်ပြီးစကားပြောမှာအဲ့ဒါကိုဒါကြီးကရှင်သာရိပုတ္တရာမထေရမြတ်ကထပ်ဖြေတာအရှင်ဘုရားစေတောပရိယဉာဏ်နဲ့သိနိုင်တဲ့စွမ်းအားတော့တပည့်တော်မှာမရှိပါဘူးဒါပေမဲ့တပည့်တော်မှာတော့ဓမ္မနွားရလို့ခေါ်တဲ့အနုမာနဉာဏ်ရှိပါတယ်အဲ့ဒီအသိဉာဏ်နဲ့တပည့်တော်ဟာရဲရဲဝံ့ဝံ့ဆုံးဖြတ်ပြီးပြောတာဖြစ်ပါတယ်လို့ပြန်ဖြေလိုက်ပထမဦးဆုံးအပေါ်ပိုက်ကရှင်သာရိပုတ္တရာကရှောက်လိုက်တာအဲ့ဒါကိုမြတ်စွာဘုရားကပြန်ပြီးတော့မိတ်တယ်အဲ့ဒါကိုရှင်သာရိပုတ္တရာထပ်ပြီးတော့ပြန်လျှောက်တာပေါ့နော်ဒါဆိုအဲ့သုံးပိုက်ကိုကြည့်လိုက်ရင်ရှင်သာရိပုတ္တရာနှစ်ပိုက်ပြောထားတယ်နော်အဲ့ဒီမှာတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကထပ်ပြီးတော့သူကဥပမာနဲ့ထပ်လျှောက်တယ်ဥပမာနဲ့လျှောက်တယ်နော်ဥပမာလေးနဲ့လျှောက်တယ်နေချာဒေတာကကင်းမြို့ကိုတစ်ဖက်ရန်သူတွေမဝင်နိုင်အောင်လို့တကားပေါက်ကတပေါက်ထဲထားပြီးတော့တတိုင်းကိုလုံလုံချုံချုံတိဆောက်ထားပါလေ
ဒါလေးရဲ့သဘောကိုကိုကမျက်စိထဲမှာမြင်အောင်ကြည့်မှာပေါ့နော်နေချားဒေတာတစ်ခုခုပေါ့ဘယ်ဟာပဲဖြစ်ဖြစ်ဒေတာတစ်ခုခုကကင်းမြို့လေးတစ်ခုပေါ့မြို့လေးတစ်ခုမြို့ဆိုကြတဲ့မြို့ TV ဆိုကြတဲ့ကဟာဒီမြို့ကလေးကိုလုံခြုံမှုအတွက်သူတို့ကတတိုင်းနေကာယံထားမယ်တတိုင်းနေကာယံထားမယ်အဲ့ဒီလိုကာယံတဲ့အခါမှာဆိုတော့မြို့တစ်ခုဆိုတာကအရက်လေးမျက်နှာနဲ့ပြောရှေ့နောက်တောင်မြောက်တကား၄ပေါက်ရှိရမှာပေါ့နော်အဲ့တော့တစ်ဖက်ကရန်သူတွေမဝင်နိုင်အောင်လို့အခြားသောရန်သူတွေကဟိုချောင်းဒီချောင်းဟိုပေါက်ဒီပေါက်တွေကမဝင်နိုင်အောင်လို့တကားပေါက်ကတော့တပေါက်ထဲထားထားတယ်တပေါက်ထဲထားထားတယ်ဟာဒီအရှိတ်ဘက်မှာတပေါက်ထဲထားထားတယ်အဲ့ဒါနဲ့အဲ့ဒီအပြင်ကိုတတိုင်းကြီးကိုဒီကြားမှာရှိတဲ့ဒီအနားတတိုင်းကြီးအကုန်လုံးလုံလုံခြုံခြုံနဲ့တိဆောက်ထားတယ်အဲ့တော့အဲ့ဒီမြို့မှာပေါ့နော်တကယ်ကိုစဉ်းစားဉာဏ်ရှိပြီးတော့လိမ္မာပါနဲ့တဲ့တကမူးကြီးတူကိုလည်းခန့်ထားတယ်အဲ့ဒီမြို့မှာလိမ္မာပါနဲ့လာတဲ့တကားမူးကြီးတူကိုခန့်ထားတယ်အဲ့ဒီတကမူးကြီးကဘာလုပ်လဲဆိုတော့မြို့တတိုင်းကိုသူကလှက်ပတ်ပြီးစစ်တာအရှိအနောက်တောင်မြောက်တော့ပတ်လဲလှက်ပတ်ပြီးတော့စစ်လိုက်တဲ့အခါမှာအဲ့ဒီခုနပြောတဲ့ဒီတကပေါက်ကြီးတစ်ခုကလွဲလို့ဘယ်နေရာမှအပေါက်မရှိဘူးတဲ့နောက်ဆုံးမှဆိုရင်ဘလောက်တောင်မှလဲဆိုရင်ကြောင်ကလေးတကောင်ဝင်တာထွက်တာလောက်အောင်တောင်မှအပေါက်မတွေ့ဘူးတဲ့အဲ့တော့အဲ့ဒီတတိုင်းရဘာဖြစ်တာအလွန်ကိုလုံခြုံစစ်ဆက်တာနော်အဲ့ဒါကို तू ကြည့်ပြီးတော့အဲ့ဒီတကမူကြီးရအဲ့ဒါကို तू ကြည့်ပြီး तू ကဘလို့ဆုံးဖြတ်တယ်လဲဆိုရင်တဲ့ဒီမြို့တဲကိုဝင်သမျှတတ္တဝါအားလုံးဟာဟောဒီတကပေါက်တစ်ခုတည်းကဝင်ကြတာပဲလို့ तू ဆုံးဖြတ်လိုက်တယ်တေချာပေါက်ပဲเนาะဒီမြို့တဲကိုဝင်ဖို့ဆိုတာတခြားမှာကြောင်ကလေးသေးသေးလေးဝင်နိုင်လောက်တဲ့တကားပေါက်တော့မရှိဘူးဆိုမှတော့ဒီမြို့တဲကိုဝင်နိုင်ဖို့ဒီအပေါက်ကလေးတပေါက်တာပဲရှိတယ်လို့ तू သေးသေးချာချာဆုံးဖြတ်နိုင်တယ်ပေါ့အဲ့ဒီလိုပဲတဲ့တပည့်တော်မှာအကြောင်းအကျိုးဆင်ခြင်တဲ့အနုမာနဉာဏ်ဆိုတာရှိပါတယ်ဗျာဟောဒါအနုမာနဉာဏ်လေးကြောင့်ပြောလိုက်ပြီနော်အနုမာနဉာဏ်ဆိုတာဘာလဲအကြောင်းအကျိုးဆင်ခြင်တဲ့ဉာဏ်ကိုအနုမာနဉာဏ်အဲ့ဒီစကားအပေါ်နဲ့ပြန်ဆက်မယ်အရှင်ဖျားစေတောပရိယဉာဏ်နဲ့သိနိုင်တဲ့စွမ်းအားတော့တပည့်တော်မှာမရှိပါဘူးဒါပေမဲ့တပည့်တော်မှာဓမ္မနွားရဟုခေါ်တော့အကြောင်းအကျိုးဆင်ခြင်နိုင်သည့်အနုမာနဉာဏ်တော့ရှိပါတယ်ဓမ္မနွားရလို့ခေါ်တဲ့အကြောင်းအကျိုးဆင်ခြင်နိုင်သည့်အနုမာနဉာဏ်တော့ရှိပါတယ်ခင်ဗျာเนาะဒီစကားလေးကိုဆက်လိုက်မယ်အဲဆိုအနုမာနဉာဏ်ရဲ့အဓိပ္ပာယ်သိသွားပြီเนาะအဲ့တော့ဘယ်လိုအကြောင်းကျိုးဆင်ခြင်တာတော့ဆိုရင်လောကမှာပွင့်တော်မူတဲ့ဖျားမှန်သမျှဘယ်ဖျားမဆိုပဲဖျားမှန်သမျှဟာစိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့ဒီစကားလေးကတစ်ချက်ပညာတွေကိုအားပြော့သွားစေတတ်တဲ့နိဝရဏတရား၅ပါးကိုဖယ်ရှားရမယ်ဆိုတာတော့အသေးချာပဲနော်ဖယ်ရှားရမယ်တဲ့နော်ဒီမှာတစ်ချက်ဘလို့အကြောင်းသူဆင်ခြင်တာလဲနော်ဒါအကျိုးအကြောင်းဆင်ခြင်တာအနုမာနဉာဏ်ကိုဉာဏ်နဲ့အကျိုးအကြောင်းဆင်ခြင်တယ်ဆိုသူဘလို့ဆင်ခြင်တာလဲဆိုရင်လောကမှာပွင့်တော်မူတဲ့ဖရာတိုင်းဟာစိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့ပညာကိုအားပြော့သွားစေတတ်တဲ့ဒီနှစ်ခုမတူဘူးနော်စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့ပညာကိုအားပြော့သွားစေတတ်တဲ့နိဝရဏတရား၅ပါးကိုဖယ်ရှားရမယ်ဆိုတာသေချာပဲအခုတပည့်တော်တို့ဂေါတမမြတ်စွာဘုရားမဟုတ်တဲ့အရှိကကောဏဂမနမြတ်စွာဘုရားဖြစ်လာပြီဖြစ်တဲ့ဒီဘုရားဖြစ်လာဖို့ဘုရားပွင့်လာဖို့ဆိုတာဟာစိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့ပညာကိုအားပြော့သွားစေတတ်တဲ့နိဝရဏတရား၅ပါးကိုအဲ့ဒီကောဏကပုတန္တမြတ်စွာဘုရားလည်းဖယ်ရှားခဲ့ရမှာပဲကောဏဂမနမြတ်စွာဘုရားလည်းဖယ်ရှားရမှာပဲကတ္တပမြတ်စွာဘုရားလည်းဖယ်ရှားရမှာပဲဘုရားဖြစ်ဖို့အတွက်ဆိုရင်ဒီတရားတွေအကုန်လုံးဖယ်ရှားခဲ့ရနော်ဒါကတစ်ခုဒါကဖယ်ရှားတာဘယ်သူ့ဖယ်ရှားမှာလဲနိဝရဏတရား၅ပါးကိုဖယ်ရှားရနံပါတ်1နိဝရဏတရား၅ပါးကိုဖယ်ရှားမယ်ဆိုတာကိုသူဆင်ခြင်တာဒါဆိုရင်ပြန်မေးမယ်နိဝရဏတရား၅ပါးဆိုတာဘာလဲစိတ်ကိုညှဉ်းနှွမ်းစေတတ်သောပညာကိုအားပြော့သွားစေတတ်သောတရားသည်နိဝရဏတရားအဲ့တော့စိတ်ကိုညှဉ်းနှွမ်းစေတတ်သောပညာကိုအားပြော့သွားစေတတ်သောနိဝရဏတရား၅ပါးကိုဖယ်ရှားရမယ်နော်ဒါဒီနိဝရဏတရား၅ပါးရဲ့အဓိပ္ပာယ်ကိုလည်းသိထားမယ်နော်
နိဝရဏတရားဆိုတာဘာလဲ၅ပါးတော့မပြောသေးဘူးเนาะတရားအကြောင်းရင်ပြောတာနိဝရဏတရားဆိုတာဘာလဲစိတ်ကိုညှဉ်းနှွမ်းစေတတ်သောတရားနိဝရဏတရားပညာကိုအားပြော့သွားစေတတ်သောတရားနိဝရဏတရားဒီနှစ်ချက်ကိုနိဝရဏတရားလို့ခေါ်တယ်เนาะအဲ့တော့ဆက်သွားမယ်ပြီးတော့တတိပဋ္ဌာန်တရားတတိပဋ္ဌာန်အာယုံ၄ပါးအပေါ်မှာလဲစိတ်ကိုတိဆောက်လာရမှာတဲ့ဒါတစ်ချက်ဒီမှာတစ်ချက်ဆိုနှစ်ချက်ရှိပြီပထမဘာပြောတာလဲနိဝရဏတရားတွေကိုဖယ်ရှားရနံပါတ်1တတိပဋ္ဌာန်အာယုံ၄ပါးအပေါ်မှာစိတ်ကိုတိဆောက်ထားရမှာနံပါတ်2ချက်ဒါနံပါတ်3ဘုဇင်9ပါးကိုပွားများရမယ်ဒီအချက်3ချက်ပြီးတော့မှဖျားဖြစ်ကြတာကြီးပါပဲဘယ်လိုဘယ်ဖျားပဲဖြစ်ဖြစ်ဒီလမ်းကပဲအားလုံးသွားကြပါတယ်လို့အဲ့ဒီလိုရှောက်တာဒါဆိုရင်ဖျားဖြစ်ဖို့ဆိုရင်ဘယ်လိုလမ်းကရှောက်ရမလဲ3ချက်ရှောက်ကနံပါတ်1နိဝရဏတရား5ပါးကိုဖယ်ရှားပြီးမှဖျားဖြစ်မယ်ဒါနဲ့မရသေးဘူးဒီတစ်ချက်ဖယ်ရှားရမယ်နံပါတ်2တတိပဋ္ဌာန်အာယုံ၄ပါးပေါ်မှာစိတ်ကိုတိဆောက်ခဲ့ရမယ်ဒါဆိုတတိပဋ္ဌာန်တရားကိုကျင့်ခဲ့ရမယ်နံပါတ်3ဘုဇင်9ပါးဘုဇင်လို့ဆိုတယ်နော်ဘုဇင်9ပါးကိုပွားများလာရဘုဇင်9ပါးကိုပွားများလာပြီးတော့မှဖျားဖြစ်တယ်ဒါလေးကိုဘုဇင်ဆိုတဲ့အတန်အတွက်ကလေးရှင်းကျင်ပေးမယ်ခဏလေးနောက်အစကြမှာပြင်ရှင်းပြမယ်။ဘာလဲဆိုတော့အတန်အတွက်ကလေးကြောင့်ပြောပြခြင်းတယ်။ဒါပေမဲ့ဒီတရားထဲမှာပြောရင်ရှုပ်သွားမှာဆိုလို့တရားဟသွားမှာဆိုလို့နော်။တော့ကြရင်ဟိုအရှိရစကားကိုမှတ်မလားဒီရစကားမှတ်မလားဖြစ်သွားမှာဆိုလို့မပြောသေးဘူးနော်။အဲ့တော့ဘုဇင်9ပါးကိုပွားများပြီးတော့မှဖျားဖြစ်ကြတာကြီးပဲတဲ့။ဘယ်ဖျားပဲဖြစ်ဖြစ်ဒီလမ်းကပဲအားလုံးသွားကြပါတယ်ဆိုတော့အပေါက်ကလေးတစ်ပေါက်ရှိတယ်ဒီတစ်ပေါက်ကပဲမြို့ထဲကိုဝင်လို့ရမယ်ဆိုတဲ့အကြောင်းလေးကိုဒါပြောရနော်အဲ့တော့ရှင်သာရိပုတ္တရာလျှောက်တဲ့အထဲမှာသေချာကြည့်မယ်ဆိုရင်ဆိုတာဒါခဏထားလိုက်တော့အပေါ်အရင်ဆုံးရအောင်လုပ်မယ်နော်ဒါဆိုဒီနားလေးမှာခဏရက်ထားမယ်နော်ဒါအပေါ်အရင်ဆုံးရအောင်လုပ်မယ်ပေါ်မှာပါလဲပြန်ကြည့်ရင်ရှင်သာရိပုတ္တရာမထေရမြတ်ကသူ့ရဲ့အနုမာနဉာဏ်အကျိုးအကြောင်းကိုဆင်ခြင်နိုင်တဲ့အနုမာနဉာဏ်အကြောင်းကိုသူကဥပမာနဲ့ရှောက်တာဥပမာကဘာလဲနေချားဒေသတစ်ခုခုอ่ะပေါ့အရေးကြီးတာနေချားဒေသဘာလဲအဲ့ဒီဒေသမှာရှိတဲ့မြို့လေးတစ်မြို့ကင်းမြို့လေးတစ်မြို့အဲ့ဒီမြို့ဆိုပြီးမြို့တိဆောက်ပြီးဆိုကြတဲ့ကိုကတတိုင်းနေလောက်ရတော့မယ်လုံခြုံမှုရန်သူတွေမဝင်နိုင်အောင်လို့တတိုင်းလောက်ရတော့တတိုင်းလောက်မယ်ဆိုကြတဲ့ကမြို့ဆိုတာကအရှိအနောက်တောင်မြောက်ဆိုတာမျက်နှာစာ၄ခုရှိမယ်မျက်နှာစာ၄ခုရှိရင်တကားပေါက်၄ပေါက်ရှိရတယ်အဲ့ဒီမှာဘယ်လိုလုပ်ထားလဲတစ်ဖက်ရန်သူတွေမဝင်နိုင်အောင်လို့တကားပေါက်ကတပေါက်ထဲထားပြီးတော့အဲ့ဒီတတိုင်းကြီးကိုလုံချုံတိဆောက်တာတပေါက်ထဲနော်အဲ့ဒါနဲ့အဲ့ဒီမြို့မှာစဉ်းစားဉာဏ်ရှိတယ်အသိဉာဏ်ရှိတယ်လိမ္မာပါနှက်လာတဲ့တကမူကြီးတူခံထားတယ်အဲ့ဒီတကမူကြီးကသူကတကားဆောင်ဆိုတဲ့အတွက်ကြောင့်မို့လို့သူကမြို့တတိုင်းကိုလှက်ပတ်ပြီးစစ်တဲ့အခါမှာအဲ့ဒီခုနကတကပေါက်ကြီးတစ်ခုကလွဲလို့ဘယ်နေရာမှပေါက်မရှိဘူးဘလောက်ထိတောင်မှလဲဆိုရင်ကြောင်ကလေးသေးသေးလေးတကောင်ထွက်တာလောက်အောင်တောင်မှအပေါက်မတွေ့ဘူးတဲ့ကြောင်တိုးပြီးထွက်လို့ရအောင်တော့အပေါက်မရှိဘူးတဲ့အဲ့ဒီဒတိုင်းကအလွန်ကိုလုံခြုံတဲ့စစ်စစ်တယ်တဲ့အဲ့ဒါကိုကြည့်ပြီးတော့ तू ဘယ်လိုဆုံးဖြတ်လိုက်လဲဆိုရင်ဒီမြို့ထဲဝင်သမျှတတဝါအားလုံးကဟောဒီတကပေါက်တစ်ခုတည်းကပဲဝင်ရမှာပါလားလို့ तू ဆုံးဖြတ်လိုက်မိတယ်အဲ့ဒီလိုပါပဲတပည့်တော်မှာအကြောင်းအကျိုးဆင်ခြင်နိုင်တဲ့အနုမာနဉာဏ်ရှိပါတယ်ဗျာအဲ့တော့အကြောင်းကျိုးဆင်ခြင်နေဆိုတော့ तू ဘလို့ဆင်ခြင်မှာလဲဆိုတာပြောပြီနော်အကြောင်းကျိုးဆင်ခြင်ဖို့ဘလို့ဆင်ခြင်လဲလောကမှာပွင့်တော်မူတဲ့ဖယားမှန်သမျှဟာဆိုတော့တပည့်တော်တို့ဖယားတွေပွင့်လာခဲ့တာနှစ်ကျိ၈စုဖယားလို့လည်းကြားဘူးမှာပေါ့ဖယားပေါင်း28စုပဲရှိနော်အဲ့တော့ဖယားတွေပွင့်လာခဲ့တာဖယားတွေအများကြီးပဲအဲ့ဒီပွင့်လာသမျှဖယားမှန်သမျှဒီဖယားဖြစ်ဖို့အတွက်ဆိုရင်နံပါတ်1စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့ပညာကိုအားပြော့သွားစေတတ်တဲ့နိဝရဏတရား၅ပါးကိုဖယ်ရှားရမယ်ဖယ်ကိုဖယ်ရှားမှဖြစ်လိမ့်ဖယ်ရှားရမယ်နံပါတ်1နံပါတ်2တတိပဋ္ဌာန်အာယုံ၄ပါးအပေါ်မှာစိတ်ကိုတိဆောက်ရလိမ့်မယ်တိဆောက်တယ်ဆိုတာတတိပဋ္ဌာန်အာယုံ၄ပါးနဲ့ကျင့်ကြံလာရမှာသိကြတယ်ပေါ့နော်တိဆောက်လာရမယ်နံပါတ်2နံပါတ်3ဘုဇင်9ပါးကိုပွားများပြီးတော့မှဖျားဖြစ်ကြတာကြီးပဲဘယ်ဖျားဖြစ်ဒီလန်းကပဲအားလုံးသွားတယ်ဆိုတဲ့အတွက်ကြောင့်ဖျားဖြစ်ဖို့အဆင့်3ဆင့်လို့မယ်နိဝရဏတရား၅ပါးကိုသေချာပေါက်ဖယ်ရှားရမယ်တတိပဋ္ဌာန်တရား၄ပါးအာယုံ၄ပါးပေါ်မှာစိတ်ကိုတိဆောက်ခဲ့ရမယ်ဝိဇ္ဇင်တရား9ပါးကိုပွားများခဲ့ရမယ်အဲ့တော့မှဖျားဖြစ်မယ်နော်အဲ့တော့
နောက်ပိုင်းလေးတွေကိုအသေးစိတ်ရှင်းတော့မှဒီလူတိုင်းကျင့်ရတတိပဋ္ဌာန်ဆိုတဲ့တရားဟာတိတိကျကျကိုမှတ်ရမှာဖြစ်လို့အများကြီးမသွားဘူးเนาะဒါသွားသလောက်စာမျက်နှာကလေးတွေတိုင်းကိုအမြဲတမ်းမှတ်မိနေအောင်ကြိုးစားရမယ်ဒါဆိုဒီလောက်မှရက်ထားမယ်အဲ့တော့အခုနောက်ပိုင်းပါဆက်ရှင်းတော့မှအဲ့ဒီအချက်၃ချက်နဲ့ပတ်သက်ပြီးရှင်းတော့မှာเนาะနိဝရဏတရား၅ပါးကိုဖယ်ရှားရမယ်ဆိုနိဝရဏတရား၅ပါးဘာတွေလဲဆိုတော့ကိုယ်သိဖို့လိုလားပြီးတတိပဋ္ဌာန်အာယုံ၄ပါးမှာစိတ်ကိုတိဆောက်ရမယ်ဆိုတာတတိပဋ္ဌာန်အာယုံတွေဆိုတာဘာတွေလဲဆိုတာကိုသိဖို့လိုလားပြီးဘုဇင်9ပါးကိုပွားများရမယ်ဆိုဘုဇင်9ပါးဘာတွေဆိုတာသိဖို့လိုလားအဲ့ဒါကိုဆရာတော်ကြီးအသေးစိတ်ရှင်းတော့မှာဒါကြောင့်မို့လို့ဒါလေးတွေအရန်လေးနဲ့တယ်အဲ့တော့ဖြည်းဖြည်းချင်းသွားမယ်အခုဒီနေ့ဗီဒီယို2ဖိုင်လေးဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့မိနစ်20ဝန်းကျင်လေးဆိုတော့အိမ်စာလေးတွေကိုပြီးပြတ်အောင်လေ့လာပါနောက်ကြာလေးတွေကိုထပ်ခါပြန်ပြီးတော့နာယူပါnotes လေးတွေပြုစုထားပါလို့တိုက်တွန်းပါတယ်ရှင်